ဒီဇလန်လေးကမန္တလေးမြို့အရှိတ်စင်ကြီးကုန်းရဲ့လမ်းကြီးတစ်ခုနားမှာဖြစ်ပျက်ခဲ့တာပါကိုအောင်ဆိုတဲ့လူငယ်လေးဟာသူ့အိမ်အစ်စ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်ဒါပေမဲ့သူမသိသေးတာကသူ့အိမ်ဘေးကအိမ်ဟောင်းကြီးမှာမကောင်းဆိုးဝါးတစ်ခုနေတယ်ဆိုတာပါပဲအိမ်ပြောင်းလာပြီးတပတ်အတွင်းမှာပဲကိုအောင်ဟာထူးဆန်းတဲ့အရာတွေကိုစတင်ကြုံတွေ့လာရပါတယ်ညဘက်တိုင်းသူ့အိမ်ဘေးကအိမ်ဟောင်းကြီးကနေအတန်တွေကြားရတယ်တကားတွေတန်ငိုတန်တစ်ခါတလေမိခိုးတွေတောင်မြင်ရတယ်လို့သူကပြောပါတယ်အိမ်နီးနားချင်းတွေကလည်းအဲ့ဒီအိမ်ကိုရှောင်ကြပါတယ်ဒီအိမ်မှာလွန်ခဲ့တဲ့နှစ်တွေကမိသားစုတစုအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့အဖြူမဲသတင်းစာတွေတောင်ရှိပါတယ်တညမှာတော့ကိုအောင်ဟာသူ့အိမ်ရဲ့ပြတင်းပေါက်ကနေဘေးအိမ်ကိုစူးစိုက်ကြည့်မိသွားတယ်အဲ့ဒီမှာအဖြူရောင်အဝတ်စုပ်တစ်ခုဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်မိခိုးမုံတွေကြားကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်ညမှာတော့ကိုအောင်ဟာသူ့အိမ်ထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပိုပြီးတွေ့လာရပါတယ်။ရေချိုးခန်းကနေရေတွေလိုကျနေတဲ့မိခလုတ်တွေကိုယ်တိုင်ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတဲ့တခါတော့သူ့ရဲ့အိတ်ခမ်းနေရံမှာလက်သေးချရာတွေပေါ်လာတယ်။ဒါပေမဲ့အဆိုးဆုံးကတော့သူအိတ်နေတဲ့အချိန်မှာတယောက်ကသူ့ပခုံးကိုဖွက်ခွာလေးထိတာကိုခံစားရတဲ့အချိန်မှာပဲနောက်ဆုံးမှာတော့ကိုအောင်ဟာဒီအိမ်ရဲ့အကြောင်းကိုလေ့လာဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအိမ်ဟောင်းထဲဝင်ဖို့ဆုံးဖြတ်လိုက်တဲ့ညမှာအိမ်ထဲဝင်လိုက်တဲ့အခါသူ့ရှေ့မှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးဟာသူ့ကိုရက်နေတာကိုတွေ့လိုက်ရပါတယ်သူမရဲ့မျက်လုံးတွေကအနက်ရောင်ပိုင်းကြီးဖြစ်နေပြီးပါးစပ်ကနေငါသားကိုပြန်ပေးလိုက်ဆိုတဲ့စကားသံတွေထွက်လာပါတယ်ကိုအောင်အော်ဟစ်ပြီးပြန်ထွက်ပြေးလာခဲ့ပါတယ်နောက်နေ့မနက်မှာပဲသူဟာဒီအိမ်ကိုအမြန်ဆုံးရောင်းပစ်လိုက်ပါတယ်ဒါကတော့ကိုအောင်ရဲ့အိမ်ဘေးကတရေအိမ်ရဲ့လှုပ်ဝက်ချက်ပါဒီအိမ်ဟာအခုထိဘယ်သူမှမနေရကြပါဘူးညဘက်ဆိုတကားတန်တွေငိုတန်တွေပြီးတော့အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးရဲ့အရေးကိုမြင်တွေ့နိုင်သေးတယ်လို့ဆိုကြပါတယ်